လေးစားတဲ့ပူတင်းချယ်လေးလေးလည်းရင်မမရပါတယ်အခက်အခဲလေးကို snap box ထည့်ပေးမယ်ကဲသူ့ကိုပထမဆုံး juice တွေထည့်ပေးမယ်ဆိုင်မှာက high juice ရှိတယ်ပစ်ကျွန်းရှိတယ် dash milk ရှိတယ်ဒါ puree လို့လိမ္မော် juice လေးလည်းရှိတယ်ချောင်းဆိုရင်တောက်တာဖျားရင်တောက်တဲ့ juice တွေလည်းရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်ကျတော့ Adrian ကိုပစ်ကျွန်း juice လေးထည့်ပေးမယ်အခက်အခဲက hot drink ကိုအရန်ကြိုက်တာအဲ့တော့သူ့အတွက်ကိုတစ်ခုထည့်ပေးမယ်ပြီးရင် Adrian က chocolate အရန်ကြိုက်အဲ့ဒါလေးတစ်ထုပ်ထည့်ပေးမယ်တဲကြော်လေးတက်ကိုထည့်ပြီးပြီဆိုင်မှာ6လအထက်စားလို့ရတဲ့မုတ်တွေအများကြီးပဲရောက်နေပါတယ်ဒါကမုတ်လက်ညိုခလေး9လ10လစားလို့ရတဲ့မုတ်လက်ညိုလေးတွေဒါလေးကကြတော့9လလောက်ကစားလို့ရတဲ့ဝေဖာနောက်ပြီးတော့ကလေးတစ်နှစ်ကနေစားလို့ရတဲ့ပန်းရောင်စားလေးလည်းရုံမှရပြီနော်ဒီရှိပါတယ်ခလေးစားတဲ့ခေါက်ဆွဲလည်းရပြီနော်ပြီးရင်1လကနေစားလို့ရတယ်ဘစ်ကစ်ကလေးလည်းရှိတယ်6လကနေစားလို့ရတယ်ကိုကီလည်းရောက်တယ်နော်သူကအရသာ2မျိုးနိုးထွက်တဲ့မေမေတွေရှိတာနိုးမထွက်တဲ့မေမေတွေအတွက်ကိုလည်းကိုဟက်ကလေနိုးထွက်တဲ့အုံးစီလည်းရတယ်နော်ကလေးသီးသက်စားတဲ့မုတ်ကလေးတွေလာဝယ်ခြင်းနဲ့ဆိုရင်ရင်မစေးတိုင်း10လမ်းမော်ကျွန်းမှာလာဝယ်လို့ရပါတယ်တတား